ကျွန်တော်တို့ပြည်တွင်းမှာဘောလုံးဖန်တွေဝတ်ဆင်နေကြတဲ့ဂျာစီတွေမှာပလေယာဘာရှင်းနဲ့ဖန်ဘာရှင်းဆိုပြီးတော့နှစ်မျိုးခွဲခြားထားတာရှိပါတယ်ပြီးတော့ဝတ်ဆင်ရမှာကောဘလို့ကွာခြားမှုတွေရှိနေဆိုတာကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောပြပေးချင်တာကတော့ဖန်ဘာရှင်းဂျာစီအကြောင်းပဲဖြစ်ပါတယ်ဖန်ဘာရှင်းလေးကတော့ဘောလုံးဖန်တွေအတွက်ဈေးသက်သက်တာနဲ့ဝတ်ဆင်လို့ရအောင်ထုတ်ထားတဲ့ဘာရှင်းလေးပဲဖြစ်ပါတယ်အသားလေးကတော့နည်းနည်းလေးထူပြီးလိုလေးကတော့ချီထိုးလေးနဲ့လာပါတယ်ဝတ်ဆင်တဲ့နေရာမှာလည်းဖန်ဘာရှင်းဂျာစီလေးကတော့နည်းနည်းလေးတော့ပူပြီးနည်းနည်းလေးပွားပါတယ်သူ့မှာကောင်းတဲ့တစ်ချက်ကဘာလဲဆိုရင်ရေလျှော်တဲ့နေရာမှာလိုဂိုလေးကချီထိုးလေးဖြစ်တော့ကြောင့်ပလေယာဘာရှင်းဂျာစီလိုစစ်တကားလေးကွာသွားခြင်းပြဲသွားခြင်းမရှိပါဘူးပလေယာဘာရှင်းဂျာစီလေးကတော့ကစားသမားတွေဝတ်ဆင်တဲ့အတိုင်းတပုံစံနဲ့ fat coffee လုပ်ပြီးတော့ထုတ်လုပ်ထားတဲ့ဂျာစီလေးပဲဖြစ်ပါတယ်ဂျာစီမှာလေဝင်လေထွက်ကောင်းအပေါက်လေးတွေပါပြီးဝတ်ဆင်ရတာလဲပေါ့ပေါ့ပါပါနဲ့တက်တောင့်တက်တာရှိစေပါတယ်ပလေယာဘာရှင်းဂျာစီလေးကတော့ဖန်ဘာရှင်းဂျာစီလိုပူအိုက်ချင်းလုံးဝမရှိပါဘူးလိုဂိုတွေကချီထိုးလိုဂိုမဟုတ်ပဲစစ်တေကလိုဂိုတွေဖြစ်တော့ကြောင့်စစ်တေကကွာတဲ့ပြဿနာကိုခဏခဏကြုံတွေ့နေရပါတယ်ပလေယာဘာရှင်းဂျာစီကဖန်ဘာရှင်းဂျာစီတဲ့ဝတ်ဆင်ရတာပိုကောင်းပြီးတက်တောင့်တက်တာရှိစေတဲ့အပြင်ဈေးကလည်းပိုများပါတယ်ကျွန်တော်တို့နိုင်ငံမှာတော့ဖန်ဘာရှင်းဂျာစီက3000ဝန်းကျင်ဖြစ်ပြီးပလေယာဘာရှင်းဂျာစီကတော့4000ဝန်းကျင်ဖြစ်ပါတယ်ကဲညီကိုတော့ရောဘယ်ဘာရှင်းဂျာစီဝတ်ဆင်ရတာပိုပြီးအနှစ်သက်ဆုံးဖြစ်မလဲကိုမမှဖြေသွားပေးဦးနော်